လက်အုပ်ချီပြီးနောက်ကညီညီလေးဆိုကြအနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်မေမေနှင်ထုတ်တေးတဘို့ဆိုတဲ့တရားကိုဘုန်းကြီးဟောမှာဖြစ်ပါတယ်ဒေသကြီးအခုဟောမှာဘာသာထုတ်ပါလဲမေမေနှင်ထုတ်တေးတဘို့ပါဗျာမြို့တော်သိမ်းအောင်နဲ့အပြိုင်ဟောခဲ့တဲ့ဇတ်ထုတ်ပေါ့မြို့တော်သိမ်းအောင်ကမြင်းကြံမှာကျုပ်နဲ့18ညတိတိကတုန်းကသူကသွားတဲ့ပြတ်ဇက်ကမိခင်ရွှေလက်တေးပခက်ဒါကြောင့်ကျုပ်ကအဲ့ဒီတုန်းကမေမေနှင်ထုတ်တေးတဘို့ဆိုပြီးတော့ဟောခဲ့ဇာလန်းစထားရအောင်ကျွတ်တို့သုံးလောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုတော်မြတ်သည်ရာဇဂိုဝေလူဝန်ကြောင်း၌တည်င်းသုံးနေတော်မူသောအခါကုံဘဂောသကတထေးကိုအကြောင်းပြုပြီးတော့ဟောပါတယ်ကုံမဂောသကတထေးလို့ဆိုတာရာဇဂိုကိုအဝေးကရောက်လာတဲ့လူတစ်ယောက်နောက်တော့ဒီဇက်ကွက်ပေါ်လာပါလေဇက်ကြောင်းပြန်နဲ့ဟောရရာဇဂိုမြို့ကိုအဝေးကရောက်လာတဲ့လူတစ်ယောက်ဖြစ်တော့မိမိရဲ့ဘိုးဘွားမိဘများပိုင်သောပစ္စည်းများရှိပင်ရှိလင်ကစားလူမသိအောင်ဖုံဖုံဖိဖိနဲ့နေလာခဲ့ငါမိဘများပိုင်ဆိုင်တဲ့ပစ္စည်းသည်ငါမိဘများမရှိတဲ့နောက်ငါပိုင်တဲ့ပစ္စည်းပဲသို့တော်လည်းဒီပစ္စည်းတွေကိုငါပြီးအဝေးကလာတဲ့လူတစ်ယောက်ဖြစ်နေခြင်းကြောင့်ဒီပစ္စည်းတွေထုတ်ဖော်ပြီးသုံးဆွဲလိုက်မယ်ဆိုပါကငါအားအရင်တုန်းကမမြင်ဘူးကြတဲ့ရာဇဂိုမြို့သူမြို့သားတွေဟာအခုမှရောက်လာတဲ့ဒီလူသည်ဒီရွှေတွေရလာတဲ့ဒီငွေတွေရလာတဲ့ဒီပစ္စည်းတွေသုံးဆွဲလာတဲ့ဖြင့်ငါအားနှိပ်စက်ကလူပြုကြလိမ့်မယ်ဒီလိုနှိပ်စက်ကလူမပြုရလေအောင်ငါဒီပစ္စည်းတွေကိုများစွာသောလူတွေအသိမပေးဘဲနဲ့ဆင်းရဲအောင်ဆောင်တာကောင်းတယ်ပစိုးတစ်ထဲကိုဝတ်လို့ပစိုးတစ်ထဲကိုခြုံလို့အိုးမိခင်ဖခင်တို့ကျွန်ုပ်အားအလုတ်ကလေးရှိရင်ပေးကြပါခိုင်းစရာရှိတာခိုင်းကြပါခင်ဗျာလို့လှည့်ပတ်ပြီးတော့သူများခိုင်းတဲ့အလုတ်ကိုလုပ်မယ်ဆိုပြီးတော့စရင်ငှားလှုပ်ချင်စိတ်အခိုင်းအစေလှုပ်ချင်စိတ်သူများခိုင်းသမျှကိုအကုန်လုံးမယ်ဆိုတဲ့စိတ်တွေကိုမွေးပြီးတော့လှက်ပတ်ပြီးတော့ပေါ်လိုက်အိုးမိခင်ဖခင်တို့ကျွန်ုပ်အခိုင်းစရာရှိတာကိုခိုင်းကြပါကုန်လောဒီတော့မြို့သူမြို့သားအသက်ကြီးတဲ့ပုဂ္ဂိုလ်များကအေးမောင်ရလာဒီကိုမင်းကိုအလုပ်ပေးမင်းလုပ်ရမယ်အလုပ်ကတော့ဒီလိုကွငါတို့ကြီးလည်းမပြီးဘူးလူကြီးတွေကိုစုဝေးပြီးတော့ဒီမှာတိုင်ပင်ထားကြပါတယ်ဟောပြောရင်ဆိုရင်နဲ့တယောက်ကစတရားဆိုတာလူရောက်လာကြပါကွဒီလူပေါင်းစုံရဲ့ရှေ့မှာမင်းပေးမဲ့တို့အလုပ်တိုင်ပင်ထားတာကမင်းဒီအိပ်ရတဲ့အိပ်နေတဲ့လူများကိုမနဲ့တိုင်းအလုပ်ကိစ္စအဝဝဆောင်ရွက်နိုင်အောင်စီဝါရေးရှာပြီးပင်မလို့အိတ်နေသောသူများကိုနိုးချမ်းအောင်နှိုးတဲ့အလုပ်ကိုမင်းလုပ်ရမယ်အဲ့ရကနှိုးတဲ့အလုပ်တဲ့ဟုတ်ကဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲခင်ဗျမင်းလုပ်ရမှာကတော့အိုးအင်ကြီးရင်တို့ထားတော်မူကြပါခင်ဗျမိမိတို့သွားစရာလာစရာရောင်းစရာဝယ်စရာလုပ်စရာကံစရာကိစ္စအဝဝတိတ်မောကြပြီးတော့မနေလိုက်ကြပါနဲ့
တောင်သူလယ်သမားများကလည်းနွားစာရိတ်ရန်မြင်းစာရိတ်ရန်နွားကျွေးရန်အထွန်ထွက်ရန်မိမိတို့အလုပ်ကိစ္စတာဝန်တွေလုပ်ကြရအောင်မိမိတို့အိမ်ရမှာအိမ်မောကြပြီးတော့အိမ်မနေကြဘဲနဲ့ကျွန်တော်အတန်ကြားကနိုးကြတော်မူကြပါခင်ဗျာအိမ်ရှင်မဖြစ်သောပုဂ္ဂိုလ်များကလည်းမိမိတို့ဤလင်းသားများခရီးသွားရှာဖွေလုတ်ကိုင်းတဲ့နေရာမှာချက်ပြုတ်လုတ်ကိုင်းပြီးတော့ကျွေးတဲ့များကျွေးလို့ခရီးသွားတဲ့ချိန်ခါမှာဆောင်းတဲ့နေရာဆောင်းရအောင်အစီအစဉ်ပြုလုပ်၍ထုတ်ထည့်ပေးတော်မူကြပါခင်ဗျာအဲ့ဒီကဲ့သို့မင်းအိပ်ရတဲ့အိမ်မောကြနေတဲ့လူနိုးကြအောင်နှိုးပြီးတော့ကိစ္စအဝဝဆောင်ရွက်เสียရှိတာဆောင်ရွက်နိုင်အောင်တိုက်တွန်းရမယ်အမောင်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တာဝန်ယူပါတယ်ခင်ဗျာကျွန်တော်တာဝန်ယူပါတယ်ခင်ဗျာနဲ့အဲ့ဒါလို့တာဝန်ခံလိုက်တော့အရက်ကစုပြီးတော့သူ့ကိုအိမ်တအိမ်ပေးအိမ်တအိမ်ပေးတော့တက်ရောက်ထဲပေါ့လေအဲ့ဒီအိမ်မှာနေပြီးတော့မနဲ့သောတာရေခွဲလေးနိုင်လောက်ဆိုရင်အိယာကထလို့မျက်နှာကလေးသိလို့အိုးတိုင်လူပြည်သားလူများအပေါင်းတို့အိုးအင်ကြီးရင်တို့ယခုအချိန်ဒီကမိမိတို့သွားစရာကိစ္စအဝဝကိုသွားရလာရန်အချိန်တော်ပါသဖြင့်အိယာမှာနိုးကြထတော်မူကြ၍မိမိတို့အိမ်မှုကိစ္စကိုတော်၎င်းမိမိတို့သွားရေးလာရေးရောင်းရေးဝယ်ရေးကိုတော်၎င်းလုပ်ကိုင်ရအချိန်တန်ကြပါပြီခင်ဗျာထတော်မူကြပါခင်ဗျာအိယာတဲ့ကနိုးကြတော်မူကြပါခင်ဗျာမျက်နှာတစ်ပြီးတော့မိမိတို့ပြုတ်ဝဲကိစ္စအဝဝမိမိတို့မစားခင်ကာလဖျက်ဆွမ်းတော်တင်သံဃာတော်ဆွမ်းလောင်းရန်ကိစ္စအဝဝတွေကိုလည်းပြုရစီမံခန့်ခွဲတော်မူကြပါခင်ဗျာလို့အဲ့ဒါလို့လှဲ့ပြီးអော်တဲ့အတန်ကိုပြိတ္တကြီးတိုင်းပြည်အုပ်ချုပ်သောဘယင်ဗိမိသာရကြားလာဟာကြည်စားဒီယောက်ျားရဲ့အတန်ငါကြားလိုက်ရဆင်းရဲတာမဟုတ်ဘူးဒီလိုဆင်းရဲတာမဟုတ်ဘူးပြိတ္တဗိမိသာရမင်းကြီးကဝိသေသထူးခြားတဲ့အဖြစ်တစ်ခုရှိလူတယောက်ရဲ့အတန်ကိုကြားလိုက်ရင် तू သိတယ်မမြင်မဲနဲ့အတန်ကိုကြားလိုက်ရရင်ဘသူဆိုတာ तू သိဆင်းရဲသားဆိုတာသိတယ်သထေးဆိုတာသိတယ်နန်းတော်ကမူကြီးမရသေနာပတိဆိုတာသိတယ်စစ်တီဘိုးပါတယောက်ရဲ့အတန်ဆိုတာ तू သိတယ်အယတ်ထဲကအယတ်သူရဲ့အတန်နဲ့နန်းတော်ထဲမှာရှိတဲ့မိမတွေရဲ့အတန်ကိုလည်းသူသိတယ်အဲ့ဒီလိုအတန်ကြားယုံနဲ့သိတဲ့ထူးခြားချက်တစ်ခုဗိမိတာရမှာရှိပြောမဲ့တာပြောရတာအခုခေတ်မြန်ဗိမိတာရရှိရင်အဲ့ဒီအတန်တွေသိမယ်မဟုတ်ပါအတန်ဓုတွေကတဲပေါ်မမြလေးမဟုတ်ဘဲနဲ့မမြလေးသာလှုပ်ထားတော့ဗိမိတာရကွာကြကုန်မှာပေါ့နော်ဥသိမ်းမောင်မဟုတ်ဘဲနဲ့ဥသိမ်းမောင်တန်းနေဝင်းဥတန်းမဟုတ်ဘဲနဲ့ဝင်းဥတန်းနေဒါတွေလောက်ထားတော့ဗိမိသာရအခုခေတ်ဆိုရင်အတော်မျက်စိလဲမယ်ပေါ့ကဲရှိစေတော့လေတရားနာပိသအဲ့ဒီလိုအတန်ကိုသိတတ်တော့ဟောဒီယောက်ျားစီသူများအိယာကနိုးကြအောင်နှိုးတဲ့အလုပ်သူများခိုင်းစီတဲ့အလုပ်ကိုလုပ်နေတာမှန်တော်လဲသူပြီးဆင်းရဲသားမဟုတ်သိလားဟဲ့မင်းကြီးများဘုရားယခုអော်တဲ့အတ္တဟာဘာလို့လဲဟဲ့မှန်လားပါဗျာကုံဘဂောတကပါဗျာဟဲ့သူကဘာလုပ်တယ်လဲကွမှန်လားပါသူ့အလုပ်ကသူများခိုင်းစီတဲ့အလုပ်အိယာကနိုးအောင်နှိုးကြတဲ့အလုပ်ကိုအရက်ကဝိုင်းပြီးတော့ကျွေးသမျှပေးသမျှစားတော့နေရတဲ့သင်ရသာတာမန်လူတယောက်သာဖြစ်ကြောင်းပါဗျာမဟုတ်ဘူးကွမင်းကြီးများဘုရားမဟုတ်ဘူးကွဟုတ်ပါလေဘုရားမဟုတ်ဘူးကွမင်းတို့ဆင်းရဲသားလို့ထင်ပေမဲ့လို့အဲ့ဒီယောက်ျားသည်များစွာသောပစ္စည်းရှိတဲ့လူသားဖြစ်တယ်အဲ့ဒီတော့ဗိမိသာရမင်းရဲ့အပမှာခါစားပြီးတော့နေရတယ်
မောင်းမဖြစ်သောနန်းတွင်သူတယောက်ကဘယင်ကြီးဘက်နဲ့ကြောင့်ဒီတမန်ဆင်းရဲသားလူတယောက်ကိုများစွာပစ္စည်းရှိတယ်လို့မြင်လဲမမြင်မနဲ့အတန်ကြားရုံနဲ့သူရမ်းတုတ်ဟုတ်လည်းမဟုတ်ပဲနဲ့ဒီကိစ္စငါသိတာငါစမ်းမင်းချင်းယောက်ျားတယောက်ကိုခေါ်အဲ့ဒီနန်းတွင်သူကမင်းချင်းယောက်ျားတယောက်ကိုခေါ်ပြီးတော့သွားအဲ့ဒီလူသေချာသွားကြည့်သူအိမ်မှာပစ္စည်းရှိသလားမရှိဘူးလားများစွာသောဥစ္စာတွေရှိသလားမရှိဘူးလားသေချာသွားကြည့်အကြည့်ခိုင်းလိုက်တော့မင်းချင်းယောက်ျားတယောက်သွားကြည့်တော့အကြောင်းစုံသိလားချမ်းသာတာသိတာမဟုတ်ဘူးဆင်းရဲတာပဲသိခဲ့ဆင်းရဲတာကိုသိလာတော့အရှင်မခိုင်းသောယောက်ျားသည်ချမ်းသာသောပစ္စည်းများစွာရှိသောပုဂ္ဂိုလ်လုံးဝမဟုတ်သူ့အိမ်မှာသူဝတ်နေတာမြင်တဲ့အောက်ကပစိုးတစ်ထည်အပေါ်ယုံပစိုးတစ်ထည်အင်ကြီးကလည်းလဲစရာတစ်ထည်နှစ်ထည်သာရှိ၍တစ်တာမရှိအခန်းမရှိများစွာသောပစ္စည်းဆိုတာကျွန်ုပ်ဘာကမှမမြင်ခဲ့ပါဘူးအဲ့ဒါလို့ပြောတော့ဒါဖြင့်ဘယင်သွားတော်ဥတင်ဘယင်ကိုသွားတော်ဥတင်မှန်လားပါဗျာများစွာသောပစ္စည်းရှိသောယောက်ျားမဟုတ်ပါဗျာမဟုတ်ဘူးလို့လျှောက်တင်တော်ဥတင်တော့လည်းပဲတရားနာပြိဿကြီးဘယင်မိမိသာရကမယုံဘူးမယုံတဲ့ပြင်မှာဘာမှစကားတုံ့ပြန်ခြင်းမပြုဘဲနဲ့နောက်ရက်ဒီယောက်ျားအော်တန်ကြားပြန်တော့လေများစွာပစ္စည်းရှိသောပုဂ္ဂိုလ်ဖြစ်တယ်မင်းကြီးများအဲ့ဒါလိုပဲမိတ်နှစ်ကြိမ်သုံးကြိမ်မိတ်လာတော့နန်းတွင်သူကအကြံတစ်ခုပေါ်လာတယ်သူပေါ်လာတဲ့အကြံကမှန်လားပါဗျာတဲ့သူ့ကိုအကြောင်းစုံသိအောင်ခိုင်းလိုက်တော့ချိန်ခါမှာများစွာသောပစ္စည်းဘာကမှမတွေ့ရသဖြင့်များစွာသောပစ္စည်းတကယ်ရှိမရှိဖယားကျွန်တော်မျိုးမှာစုံစမ်းရန်အတွက်သူ့ထံသွားချင်ပါတယ်ဗျာကောင်းပြီတင်သွားပြီတော့တင်သမီးပြိုလေးကိုပါတခါတည်းခေါ်သွားဘယင်ကလွတ်လိုက်သမီးပြိုလေးခေါ်သွားပြီးတော့တရားနာပိသကုမ္မဂောသကနေတဲ့အရက်ထဲခရီးသွားရောင်ဆောင်ပြီးတော့မိခင်ဖခင်တို့သမီးတို့ခရီးဝေးကလာကြတာဖြစ်ပါတယ်ဒါကြောင့်ဒီမှာတညတိခိုရစေရှင်ဒီတော့မိန်းမကြီးကဟဲ့တဏီမဒီမှာတော့တို့လူတွေကလည်းများတယ်မိသားစုအိမ်အောင်ဆုံးကလူများနေပါသဖြင့်တို့အိမ်မှာနေစရာလည်းအတန်ချင်းမြောင်းနေကုမ္မဂောသကရဲ့အိမ်ကတော့သူ့တယောက်တည်းနေတာကျယ်လဲကျယ်ဝန်းမှာသဖြင့်အဲ့ဒီအိမ်မှာတောင်းပန်ပြီးတော့တဲခုနေပါလားဟုတ်ကဲ့ဆိုပြီးတော့ကုမ္မဂောသကအိမ်ရောက်သွားကြရောက်တော့အမောင်ငါတို့ခရီးသွားတွေပါကွယ်ခရီးဝေးကလာရသဖြင့်ခရီးကန်းတာကလည်းအမတန်ကြမ်းတော့မှာသဖြင့်မောလဲမောလှပါပြီတို့မိမသားလည်းဖြစ်ချင်းကြောင့်တညတာမြဒီမှာဒီခိုခွင့်ပြုပါကွယ်ဟာဖြစ်မထင်ပါဘူးခင်ဗျာကျွန်တော်ယောက်ျားသားတယောက်တည်းနေတာပါခင်ဗျာလေယောက်ျားသားတယောက်တည်းနေတာတော့မှန်းရဲ့တပါးသောအိမ်တွေကလည်းမိသားစုအိမ်အောင်ဆုံးလူတွေများနေပါသဖြင့်တဲခိုရန်အတွက်သူတို့အမတန်ဝန်လေးနေပါတယ်ကွယ်လက်ခံဖို့ဒါတော့ငါတို့တညတာလေးအိပ်ပြရစေဟုတ်ကဲ့ကောင်းပါပြီခင်ဗျာကျွန်တော်တနာသဖြင့်တညလောက်တော့ဖြင့်ခွင့်ပေးပါလေကျွန်တော်လည်းဆင်းရဲသားခင်ဗျာအေးမင်းဆင်းရဲတာလည်းတို့သိပါတယ်ကွယ်အိမ်ထဲဝင်ကြည့်လိုက်တော့ဘာမှမရှိပဲကိုတို့တညလောက်အိပ်ပြရစေကောင်းပါပြီအိပ်ပါခင်ဗျာနည်းနည်းညချမ်းကြတော့ပြောတယ်မောင်ရဲတဲ့မင်းပါအလုပ်လုပ်တော့ဟာကျွန်တော်ကမနဲ့စောစောအိယာကနိုးအောင်အရက်ထင်းကလူတွေကိုနှိုးတဲ့အလုပ်ပဲကျွန်တော်အလုပ်ကရှိတယ်ခင်ဗျမင်းဒီအလုပ်လုပ်ရတဲ့ကိစ္စအစောကြီးသွားရမှာဆိုတော့ချက်ရေးပြုတ်ရေးကိစ္စ
တို့ဆန်ကလေးပါလေးပေးထားခဲ့ပါလားတဲ့မင်းအတွက်တို့ချက်ပေးပါမယ်ဟာနေပါစေခင်ဗျာကျွန်တော်ဘာသာပဲချက်ပါမယ်ခင်ဗျာကိစ္စမရှိပါဘူးဧည့်သည်ထမင်းချင်းရမယ်ဆိုတော့အာနာတယ်ခင်ဗျမဟုတ်ပါဘူးကွအာနာကြမဟုတ်ပါဘူးအဲ့ဒါလို့ဇွတ်ပြောတော့ဆန်လေးပါလေးတွေပေးတိခဲ့တို့ကထမင်းချက်ထားပေးသားရေနန်းတွင်းသူတွေဆိုတော့လေအချက်ပြုတ်ကတဲတတ်တကူချက်ပြုတ်တဲတတ်တော့ကောင်းကောင်းမွန်မွန်အရသာရှိရှိမှုကျိုင်းနေအောင်ချက်ထားလိုက်တော့ကုံမခောသကကြီးကနန်းတွင်းသူတွေချက်တဲ့ထမင်းဟင်းစားလိုက်ရတော့ငါဘာငါဖြစ်သလိုတယောက်တည်းချက်စားနေတဲ့ထမင်းနဲ့တဲကွာချပါလားထမင်းကတော့ထမင်းပဲဒါပြီးငါချက်တာတစ်ခါတစ်ခါပြောခြင်းပြောနေမာခြင်းမာနေတစ်ခါတစ်ခါနားလည်းမနှပ်ဘူးသူတို့ချက်ထားတဲ့ထမင်းကမပြော့မမာအလောတော်အလေတဲ့ချက်လက်ချက်တပါပေးရဲ့ဟင်းကြည့်လိုက်ပြန်တော့လေငါဖြစ်တယ်လို့စားတော့လဲပဲအမလီတအိမ်လုံးမှုေးကြိုင်လို့ပါလားအရထဲကတော့နှာခေါင်းတရှုပ်ရှုပ်နဲ့ကုံမကောတကားကြီးမင်းဒီကနေ့ဘာဟင်းနေများချက်တော့မှုေးကြိုင်လို့တရားလုံးမှုေးကြိုင်နေပါလားကွဲ့လို့တောင်းအမေးခံရလောက်အောင်အိုးငါအိမ်ဝင်လာကြတဲ့ကဒီအနတ်ကြီးရနေပါသဖြင့်အချက်ပြုတ်တယ်ကောင်းပါလားအရသာရှိစားရလို့ချိန်မွန်းနေကြဟိုသားမိနှစ်ယောက်ကဘာပြောတော့မောင်ရဲတဲ့တို့တညလောက်ဆက်အိပ်ပရစီလားတွေးကုန်ရနော်အတွေးသမားတွေပါရုပ်ရိပ်သာမခေးပါဘူးတညလောက်ဆက်အိပ်ပရစီလားလို့ဆိုတော့ဟုတ်ကဲ့ခင်ဗျာအိပ်ပါခင်ဗျာအိပ်ပါခင်ဗျာမငင်းဘူးပေါ့မငင်းလို့ဒီလိုတညအိပ်ပြီးတော့မိုးလင်းသောအခါမှာပုံမှန်ခောသကကြီးသူ့အလုတ်သူထွက်ပြီးတော့အလုတ်ပုံမှန်ခောသကအိတ်တဲ့ဂဒင်ကိုလေကျိုးတွေဖြတ်ထားတယ်ကျေးဇူးဟိုတုန်းကကျိုးကရင်မှုနဲ့တူပါရဲ့ဗျနော်ကျန်ကန်နဲ့ဒီတိုင်းတူကျိုးတွေဖြတ်ထားကျိုးတွေဖြတ်ထားတော့ကုံမခောသကကြီးပြန်လာတဲ့အချိန်ခါမှာဂဒင်ကိုကျွတ်တို့ထိုင်ကြည့်လိုက်ဂဒင်ကျိုးတွေပြတ်နေပါလားအော်မိခင်အနောက်ကဂဒင်ကျိုးတွေပြတ်နေပါလားအောင်ရဲ့တဲ့မင်းကရင်ကြိုးပြတ်တာတခြားကြောင့်မဟုတ်ပါဘူးကွယ်တဲ့အရက်ထဲကကလေးတွေကသိပ်ဆိုးတာပဲတဲ့ဒီကရင်မောမတက်ပါနဲ့ဆိုမရဘူးဇွတ်လာတက်တဲ့ကွယ်ဟုတ်ကဲ့ခင်ဗျာကလေးတွေမပြောဘူးလားခင်ဗျအော်တို့ကဧည့်သည်မဟုတ်လားကွယ်အိမ်ရှင်မမဟုတ်ဖ ೇನೆ ဒီကျိုးတွေမပြတ်အောင်လို့ကလေးတွေမအိတ်ကြနဲ့မတက်ကြနဲ့ဆိုတော့ဧည့်သည်ကလူကျဲလုပ်တဲ့ဆိုတို့အများဆဲရေးဆိုရေးပြုတ်သွားရင်မခံရပြီဘူးလားကွယ်ကဲရှိပါသေးတော့ခင်ဗျာနောက်တရက်ထွက်လုပ်လိုက်ဖြတ်ပြန်ပြီကျိုးတွေဒီကကလေးတွေဖြတ်တာလားသူတို့ဖြတ်တာပရိယေမိမပရိယေတွေလျှောက်ပြောနေတာမဟုတ်လို့နော်ပြောပါဘူးကဲဖြတ်တယ်လို့ပဲထားပါဒါပရိယေလောက်ပဲမှတ်ပေါ့